ကျမတို့ဆိုရိုထဲမှာခက်ကြီးကန်ကန်နဲ့ကောင်လေးတယောက်ရှိပါတယ်။ तू ကရှင်ဖုံးညီမငယ်လေးရှင်ဖုံးနဲ့တွဲပြီးတော့ချစ်ကြစို့ဆိုတဲ့သချင်းကိုဖျော်ပြပါမယ်။မိုက်ကလေးခံစားကြည့်လိုက်ပါရှင်။ Take a body, let's sit down there.